2025မှာကျွန်တော်တို့ဘာစီလိုနာအဆင်ပြေတာရှိခဲ့တဲ့အဆင်ပြေတာလည်းအများကြီးရှိခဲ့တယ်ကျွန်တော်တို့2025မှာဘာစီလိုနာဖန်နေနဲ့ဘာတွေသိရလဲအားလုံးပဲမင်္ဂလာခင်ဗျာဘာစီလိုနာအကြောင်းတွေတင်ဆက်ပေးနေလဲဘာကာဖန်စီယာမှကြိုဆိုပါရစေဂိုးသမားလေး UN Garcia ကို Espanyol ဆိုတဲ့ကျွန်တော်တို့ရဲ့ဒါဘီပြိုင်မဲ့အသင်းကနေပြီးတော့25တန်းနဲ့ခေါ်ပါတယ်ဒီဂိုးသမားလေးကတော်တော်လေးကိုကောင်းတယ်18ပွဲမှာသူ18ပွဲလုံးတော့မစော့နိုင်ဘူးတချို့တန်းရသွားတဲ့အပတ်တွေရှိတယ်သူ့ဆောက်ရှက်ဇနီဆော့တယ်ရှက်ဇနီဆော့တဲ့ပွဲတွေကိုလည်းကလေးရှိတပွဲမှမရဘူး UN Garcia ဖမ်းတာကလာလီဂါမှာသူ12ပွဲဖမ်းတယ်12ပွဲမှာ6ပွဲထိကလေးရှိအောင်ဆွမ်းဆောင်နိုင်တယ်လာလီဂါမှာသူဖမ်းတဲ့12ပွဲလုံးကတပွဲမှမရှုံးဘူးချန်ပီယံလိမှာသူတပွဲရှုံးတယ်ပေါ့နော်ချယ်ဆီကိုရှုံးတဲ့ပွဲချယ်ဆီကိုရှုံးတဲ့ပွဲတော့ကျွန်တော်တို့လည်းတော်တော်လေးညံ့တယ်တယောက်ရုံနဲ့အဆုံးဖမ်းတဲ့ပွဲပေါ်မှာဆိုလို့ညီကိုတို့မြင်ပါပါခန်းစစ်ကအမားတွေဇက်တိုက်လုပ်နေတော့မှသူဂိုးပေါင်းများစွာတစ်ဖက်သွားတာပေါ့နော်အားကြောင့်နီးပြရဲ့နံပါတ်1ဂိုးသမားဖြစ်နေတာတာစတီကန်သူ့ရဲ့နေရာကိုရဖို့ဆိုတာမလွယ်တော့ဘူးကျွန်တော်တို့အနာဂတ်ကို UN Garcia နဲ့ဆက်သွားရမယ်နောက်တစ်ခုကတော့ညီကိုတို့အားလုံးသိတဲ့ highlight ပြဿနာ highlight ပြဿနာတော့နီးပြဟန်စီဖလစ်ကပြင်ဖို့တော့လုံးဝမရှိဘူး highlight ကလာလီဂါမှာအဆင်ပြေဆိုတော့ယူရိုမှာတော်တော်လေးကိုကျွန်တော်တို့တိုင်ပတ်နေတယ်ချန်ပီယံလိမှာကျွန်တော်တို့အသင်းအဆင့်15ရောက်နေအဆင့်15ရောက်တဲ့အဓိကပြဿနာကို highlight နဲ့ဆိုင်တာပေါ့နော်ဥရောပမှာဆို highlight ပြဿနာတော်တော်လေးကိုဆိုတယ် PSG နဲ့ပွဲ Chelsea နဲ့ပွဲဆိုလဲညီကိုတို့မြင်ပါပါပြီးတော့ Club Brugge နဲ့ပွဲဆိုအစိုးဆုံးဗျာ Club Brugge ဆိုတဲ့အတင်းကျွန်တော်တို့3-3နဲ့တေးကြဒါတော့မှကျွန်တော်တို့နောက်ကလည်းလိုက်သွင်းရတာအဲ့နေ့ highlight ပေါက်ချက်ဆိုတာ Club Brugge ကတကိုးရတယ်တကိုးသွင်းတယ်အဲ့ဒါကကျွန်တော်တို့ရဲ့လုံးဝပြဿနာဒါပေမဲ့နီးပြကြီးကဖြည့်ရှင်းမှာမဟုတ်နီးပြကြီးက highlight ကိုသူသဘောကျတယ်သူ highlight ကိုပဲဆက်သုံးပဲဒါကတော့ highlight နဲ့ Champion League မှာဘာစီလိုနာအသင်းဘယ်လိုဆက်ပြီးရှင်းပြမလဲဆိုတာအကုန်လုံးကစိတ်ဝင်စားနေရယ်နီးပြကြီးကတော့အားသာဘုတ်ခွဲကို defensive တယောက်တောင်းထားတယ်ဗျာ center back တယောက်ကိုသူတောင်းထားတယ် center back တယောက်ရရင်တော့ချန်ပီယံလိကောက်ကောက်ရှစ်ပြိုင်နိုင်မလို့ပြောထားတယ်စင်တာဘက်ရမလားကျွန်တော်တို့ဇန်နဝါရီမှာတစ်ချက်ကြည့်ရမယ်သို့တော့ချန်ပီယံလိမှာတော့ကျွန်တော်တော်တော်ရုန်းကန်အောင်မယ် highlight နဲ့ဆိုရင်နောက်ပြီးတော့2025မှာအတိအတာဆုံးတိုးတက်မှုပြပါဆိုရမဲဗျာရမဲကအရင်နှစ်ကလောက်ဂိုးမရတော့မဟုတ်ဒါပေမဲ့ရမဲကအခုတိုးတက်လာတဲ့ပုံစံကသူ့ရဲ့ playmaker role ကဒီဟာဒီမှာတော်တော်လေးအရေးပါတယ် Pedri ရဲ့သူ့ရဲ့ Rafinha 3ယောက်တွဲလိုက်အသင်းရဲ့ဘောလုံးကစားဟန်တော်တော်လေးကိုချိန်သွားတယ် Captain နဲ့ပွဲမှာစဆုံးတဲ့ရမဲနံပါတ်10ဆိုတဲ့ပုံစံတော်တော်လေးကိုမိုက်တယ်ရမဲကဘာလို့လဲဆိုတော့သူကအသက်16နှစ်ပဲရှိရဆိုပေမဲ့သူ့ရဲ့ပါရမီပါလာတယ်ဗျာသူ့ရဲ့ခေါင်းထဲမှာလီယိုနယ်မက်ဆီလိုပဲသူ့ကလည်း vision ကမွေးတဲ့ပါလာတဲ့ပါရမီကဒါကစားသမားတော်များကြည့်ရင်လို့မရဘူးဒါပေမဲ့ရမဲမှာအဲ့လိုပါရမီပါတယ်အဲ့တော့သူ့ရဲ့နံပါတ်10ဆော့တဲ့ပုံစံသူများရင်လည်းလုံးဝမတူဘူးလုံးဝ chance create အများကြီးလုပ်နိုင်ဗျာဘောလုံးလမ်းကြောင်းတွေခင်းပေးနိုင်တယ်ရာသီအစောပိုင်းမှာသူဒဏ်ရာတွေရလို့ကွာနည်းနည်းလေးအဆင်ပြေပြဿနာရှိခဲ့အဓိကသူ့ရဲ့စီးစက်နာကျင်တဲ့ယောဂပေါ့နော် Real Madrid နဲ့ပွဲတီသူအဲ့ဒဏ်ရာကြီးနဲ့ကန်နေရတဲ့အတွက်သူ performance မပြောက်ဒါပေမဲ့နောက်ပိုင်းပွဲတွေအကုန်လုံးမှာရမဲခြေစွမ်းကြီးကိုတို့ကြည့်လိုက်တကယ်ကိုပွဲတစ်ပွဲမှာ performance အပြည့်ရတယ်ထပ်ပြီးတော့မမျောလိထားတဲ့ hero နှစ်ယောက်မမျောလိထားတဲ့ hero နှစ်ယောက်ကဘာတူလဲဆိုတော့ Eric Garcia နဲ့ Gerard Martin ကအရင်တော့လက်ဘက်မှာတကယ်ကို lot တစ်ပါးဖြစ်နေတာ Gerard Martin ကိုကျွန်တော်တို့အများကြီးတော့ blame ခဲ့ကြအခု Gerard Martin ကလက်ဘက်ကနေပြီး center back ပြောင်းကစားတဲ့အချိန်မှာကူပါစီနဲ့တော်တော်လေးအတွဲညီတယ် Christian ကပွဲကြီးတွေမစော့နိုင်ဘူးသူမှယုံကြည်ချက်မရှိဘူး Aruho ကကြတော့အမှားခဏခဏလုပ်တယ်အခုဆိုလဲစိတ်ထဲကြလို့ဆိုပြီးတော့ဘယ်တွေသွားလို့သွားရလဲမသိဘူးအသေးကိုလည်းပြန်မလာသေးဘူးအဲ့လိုအခြေအနေကြားထဲမှာကျွန်တော်တို့ရဲ့ကူယာကယ်ကလုံးဝဂျရတ်မာတင်နဲ့ကူပါစီနဲ့တွဲလိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ခံစစ်ကအရန်တော့မကောင်းဘူးကွာဒါပေမဲ့အရင်ကထက်တော့တိတိကျကျပို့ပြီးတော့ကောင်းလာရမဲတို့ပရီတို့ရာဖင်ညာတို့ကောင်းလဲဆိုတာညီကိုတို့အားလုံးသိပြီးသားပါဒါပေမဲ့ဂျရတ်မာတင်ရဲ့ကောင်းမှုလာမှုကအသင်းရဲ့ဒစိမ့်တစ်ပိုင်းတော်တော်လေးကိုပြောင်းလဲစေနောက်တစ်ယောက်က Eric Garcia ဆိုဒီဟာဒီမှာ20မှာ9ပွဲနဲ့ပွဲအများကြီးစော့ထားတဲ့ကစားသမားလာလီဂါလုံးဝ18ပွဲလောက်အပြည့်စော့တယ်ချန်ပီယံလိက9ပွဲကိုပါဒယ်ရက်1ပွဲအဲ့ကစားလိုက်25ပွဲမှာတော့ရိုးတွေကမတူးပြသူ center back ဆော့လိုက် right back ဆော့လိုက် defensive midfield ဆော့လိုက်အခုဆို defensive midfield မှာနီးပြကြီးရဲ့လုံးဝအကြိုက်တော်ဖြစ်နေ Frankie တယောက်တည်းပို့ပြီးတော့မှနေရာရနေတယ် Eric Garcia ကလည်းကျွန်တော်တို့ရဲ့လုံးဝအမြင်မဖော်ရဲ့ hero တယောက်ပဲဗျာ Eric Garcia ဒီဟာဒီမှာကျွန်တော်တို့တင်အလုံးလုံးနိုင်ဆိုအမြင့်ဆုံးကစားသမားလို့ပြောလို့ရတယ်သူလည်း Gerard Martin လို့ပဲ role ပြောင်းပြီးတဲ့နောက်ပိုင်းမှာအသင်းကိုတနည်းတစ်ဖုံအများကြီးပံ့ပိုးပေးတယ်နီးပြရဲ့သူ့ရဲ့ highlight မှာပို့ပြီးတော့စိတ်ချရတဲ့ခံစားမှုပေးတယ်လို့သူယုံကြည်တယ်အဲ့တော့ Eric Garcia ကိုပို့သုံးတယ် Eric Garcia နဲ့ Gerard Martin ကကျွန်တော်တို့ရဲ့ဒီယာဒီမှာလုံးဝအမြင်မဖော်လို့တဲ့ hero နှစ်ယောက်နောက်ဆုံးတစ်ချက်ကတော့ Marcus Rashford က Man U အသင်းမှာနေရာမရတဲ့အတွက်ကျွန်တော်တို့တင်အငှားပြောင်းလာသူ Aston Villa မှာအရင်နှစ်ကကစားခဲ့ဒါပေမဲ့ Aston Villa နဲ့ Man United နဲ့မတူဘဲနဲ့ La Liga မှာ Rashford ကတော်တော်လေးကိုကျွန်တော်တို့ Barcelona နဲ့အဝင်ကိုကြားဖြစ်တယ်ထပ်ပြီးတော့မတူတော့ Marcus Rashford က Man U မှာထားတဲ့ mentality နဲ့ကျွန်တော်တို့ Barcelona ထားတဲ့ mentality ကတော်တော်လေးကိုမတူပါ Man U မှာဆိုရင်ညီကိုတို့မြင်ပါပါအဝေးလဲကပြဿနာရောဘာပြဿနာညာပြဿနာနီးပြနဲ့အဆင်ပြေတဲ့ပြဿနာများစွာနဲ့ကွာနာမည်တအားထွက်တယ်သို့တော့ Barcelona မှာအဲ့လိုမဟုတ်ဗျာ Barcelona မှာသူလုံးဝနီးပြစကားကိုနားထောင်တယ်ပွဲထွက်ခွင့်မရဘူးဗျာအရန်ခမထိုင်နေရတယ်မှာလုံးဝမျက်နှာတစ်ချက်မပြတ်ဘူးအသင်းကိုလုံးဝအကောင်းဆုံး support ပေးတယ်သူ့ကိုလူစားလဲရင်လည်းလုံးဝကောင်းကောင်းမွန်ဆော့ပေးတယ်သူ့ကိုလူစားပြန်ထုတ်ရင်လည်းမျက်နှာတစ်ချက်မပြတ်ဘူးကွာအဲ့လောက်ထိ Marcus Rashford ကကျွန်တော်တို့အသင်းမှာသူပေးဆက်ပြီးတော့ကစားနေလာစားလဲနည်းနည်းလေးပဲယူတာဗျာအဲ့ဒါကိုပဲသူရင်ဖွင့်ထားတယ်သူဘာစီလိုနာကိုချစ်တယ်တဲ့ဘာစီလိုနာဝန်ထမ်းနဲ့အသင်းဖော်တယ်သူ့ကိုနှွေးထွေးစာကြိုးဆိုတယ်ဘာစီလိုနာသူတော်တော်လေးကိုတန်ရောစင်တွေ့ပြီးတော့ဗျာနေရထိုင်ရလဲတက်တောင့်တတာဖြစ်လုံးတယ်ပေါ့သူအများကြီးရင်ဖွင့်ထားတယ်ဗျာဘာစီလိုနာကိုချစ်ကြောင်းအဲ့ဒါကြီးဘာကိုပြောချင်တာလဲဆိုတော့သူဘာစီလိုနာမှာ
အငားနဲ့မဟုတ်ဘဲနဲ့ဗျအပိသက်သူဆက်နေခြင်းတဲ့သဘောသူပြနေရတယ်ဒါမဲ့လည်းအခုအာကစားဘုတ်ဖွဲ့သူ့ခေါ်ဖို့50-50ဖြစ်နေတယ်အထူးသဖြင့်နီးပြကြီးရတယ်သူ့တအားချစ်တယ်ဗျာသူ့အနေနဲ့တခုပဲအဆင်ပြေဖို့လို့တာအာကစားဘုတ်ဖွဲ့သူအငားနဲ့မဟုတ်ဘဲနဲ့အပိသက်ခေါ်ပဲလို့တော့တယ်ဒါမဲ့အပိသက်ခေါ်မှဆိုတော့လာစာဒီလိုမျိုးနည်းနည်းပေးလို့မရတော့ကွာလာစာကိစ္စတွေညှိရမယ်အဲ့ဒီပုံမှာမူတည်ပြီးတော့ပြဿနာအနည်းငယ်တော့ရှိနေတယ်ဘာဖြစ်ကျွန်တော်တော့ဘာကရုကြိုးဆိုတယ်ဒါကတော့ကျွန်တော်တို့ဘာစီလိုလားဒီ2025အပီးကြီးအခြေအနေလေးကိုသုံးသပ်ကြည့်ရဖြစ်ပါတယ်အားလုံးပဲ Vizca Barca ပါ